ဒီဘက်ကနေကျွန်တော်တို့တွေဒါ KBZ Pay သုံးနေတဲ့မိတ်ဆွေတို့အထူးသတင်းကောင်းပဲဖြစ်တယ်အဲ့ဒါတော့ကျွန်တော်တို့အရင်တုန်းကကိုယ့်ရဲ့ကောက်တွေပြတ်နေတဲ့သူတွေရှိရဆိုလို့ရှိရင်ဖုန်းနံပါတ်အသစ်ရှိတာနဲ့ကျွန်တော်တို့ KBZ Pay ကောက်တွေကိုကိုယ်တိုင်ပေါ့နော်ပြန်ယူလို့ရနေဖြစ်ပါတယ်လက်တွေ့ပြောင်းတဲ့သူတွေလည်းရနေကြပြီပေါ့နော်ဆိုတော့မရသေးတဲ့သူတွေရှိရဆိုလို့ရှိရင်တော့ပြီးတော့ပြောင်းကြည့်ကြပါပြောင်းလို့လက်တွေ့ရနေပြီပေါ့နော်ရင်တော့အပြည့်အတိုင်းပဲလုံးဝပြောင်းခွင့်မပေးထားဘူးအခုကတော့ကျွန်တော်တို့ဖုန်းနံပါတ်ဟောင်းနံပါတ်မှတ်မိတယ်ဖုန်းနံပါတ်အသစ်ရှိတယ်ပင်နံပါတ်6လုံး password 6လုံးမှတ်မိတယ်ဆိုလို့ရှိရင်ဒါကိုယ်တိုင်ပြောင်းလို့ရနေပါပြီပေါ့နော်โอเคလက်တွေ့တော့စမ်းကြည့်မယ်ကျွန်တော်လည်းလက်တွေ့ပြပေးမယ်ဒီဗီဒီယိုလေးမှာပေါ့နော်ဘယ်လိုပြောင်းရမလဲဆိုတာကိုအသေးစိတ်ကြည့်သွားပေးမယ်ကျွန်တော်ဗီဒီယိုကြည့်ပြီးတော့လက်တွေ့ပေါ့နော်တကယ်ပြောင်းလို့ရတဲ့အသုံးတဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုရဲ့ comment မှာလာပြီးတော့ okay လို့ဝင်ပြီးတော့မှန်းခဲ့ပေးပါဒါမှကျွန်တော်တို့တခြားသူတွေလည်းပို့ပြီးတော့သိမှာပေါ့နော်များများသိစေချင်တယ်ဆိုရင်တော့တခြားသူတွေလည်းထပ်ပြီးတော့ share သွားပေးမယ်โอเคအားလုံးပဲတူသွားကြည့်ကြမယ်ဗျ KPay ဖုန်းနံပါတ်ပြောင်းနေလက်တွေ့ပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ share ဖုန်းနံပါတ်ကိုနှိပ်မယ်နော်ပြီးရင်ဒီနေရာမှာအများစုမှာတက်တဲ့နေရာပေါ့နော်အများစုကဖုန်းနံပါတ်အသစ်ကိုသွားထည့်တယ်မဟုတ်ဘူးနော်ဒီနေရာမှာကနံပါတ်အဟောင်းကိုထည့်ရမှာကို KPay စာဖွင့်တော့ကထည့်ခဲ့တဲ့နံပါတ်ပေါ့နော်ကက်ရှိရမလို့နံပါတ်မှတ်မိရမယ်နော်ပြီးသွားပြီဆိုရင်ဒီနေရာမှာတော့ပြောင်းမဲ့နံပါတ်1မြန်မာစင်ကက်ဖြည့်ရမယ်နော်မြန်မာစင်ကက်နဲ့တာရပါတယ်ပြောင်းမဲ့နံပါတ်ကတော့လုံးဝအရေးကြီးပါတယ်ကက်ကောင်းရမယ် OTP ကြားရမယ်နော်โอเคဖုန်းနံပါတ်မှန်ကန်အောင်ထည့်ပါဖုန်းနံပါတ်မှန်အောင်ထည့်ပြီးသွားပြီဆိုလို့ရှိရင် next ကိုဆက်သွားမယ်နော်ပြီးဒီနေရာမှာတော့ကိုယ့်ရဲ့ဒီမှတ်ပုံနဲ့ပိုင်ရှင်ကောက်ပိုင်ရှင်ရဲ့မျက်နှာကိုစကန်ဖတ်ပေးမှဖြစ်ပါတယ်မျက်နှာကိုတေချာလေးစကန်ဖတ်ပေးပါနော်မရှိရင်ပြန်ရိုက်ပါနော်โอเคပြီးတော့ဆိုရင်ခဏဆောင်မယ်တခုတတိထားမှာကိုယ့်ရဲ့ pin number password ရှောက်လုံးမှတ်မိရမယ်နော်ဒီနေရာမှာသူတောင်းလိုက်မယ်အဲ့နံပါတ်6လုံးကိုထည့်ပေးရမှာဖြစ်ပါတယ်နံပါတ်မှားတာတော့မေ့ရလို့ဆိုရင်တော့တက်လို့မရတော့ဘူးနော်โอเคမှန်ကန်ပြီဆိုရင်နောက်တစ်ဆင့်မှာ OTP တောင်းလိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ကတ်အသစ်မှာ OTP ချပေးမယ်ဖြစ်ပါတယ် OTP ထည့်ပေးပါထည့်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီလိုမျိုးပုံစံလေးပေါ်ပြီဆိုရင်တော့ဖုန်းနံပါတ်ချိန်နဲ့အောင်မြင်ပါပြီဒီပုံစံပေါ်မှာအောင်မြင်မှာဖြစ်ပါတယ်အောင်မြင်ပြီဆိုရင်တော့ကျွန်တော်တို့နောက်ရင်ပြန်သွားမယ်ပြီးရင်နောက်တစ်ချိန် login ပြန်ဝင်ရမယ်နော်ဒီနေရာမှာတော့အပေါ်မှာပဲကျွန်တော်တို့ဖုန်းနံပါတ်ခဏပြောင်းခဲ့တဲ့နံပါတ်ကိုထည့်လိုက်ပါပြီးရင် next ကိုဆက်သွားမယ်နော်ပြီးရင်တော့ပုံမှန်တိုင်းပဲ SMS နဲ့ကျွန်တော်တို့ဝင်မှာဖြစ်ပါတယ်โอเคဒီလိုမျိုးနှစ်ကြိမ်ပြန်လုပ်ပေးရတချို့ကပြောင်းမိရတဲ့ auto ဝင်မထင်ပြီးထိုင်ဆောင်နေရမှာမဟုတ်ဘူးเนาะဒီလိုမျိုးပြန်လုပ်ပေးရသေးတယ်ပြီးရင်ဒီနေရာမှာဒုတိယတစ်ကြိမ် pin number တစ်ခါပြန်ထည့်ပေးရမယ်เนาะကိုရဲ့ပုံမှန်မယ်เนาะ password 6လုံးမယ်ပြီးရင်ကျွန်တော်ဒီမှာကိုရဲ့မှတ်ပုံတင်နေဖြည့်ခိုင်းပါတယ်ပထမဦးဆုံးကြိမ်ဝင်ရောက်ခြင်းဖြစ်လို့ကျွန်တော်တို့တွေကိုမိုင်ရှင်ဟုတ်မဟုတ်ပေါ့နော်တို့ကစစ်ဆေးအနေနဲ့ပြန်ထည့်ခိုင်းနေဖြစ်ပါတယ်ကိုရဲ့မှတ်ပုံတင်နေပေါ့နော်အချက်လက်တွေနံပါတ်6လုံးမှန်ကန်အောင်ထည့်ပါမှားရင်တော့ကျွန်တော်တို့တတ်သွားလို့ရမှာမဟုတ်ပါဘူးဒီနေရာမှာမြန်မြန်လေးထည့်ပေးပေါ့နော်ဒါကကြာနေကျွန်တော်တို့ OTP တက်တန်းကုန်သွားရင်မရဘူးเนาะပြီးတော့ပြီဆိုရင်တော့ log in နှိပ်မယ်ပြီးရင်ဒီမှာ no leader နှိပ်သွားမယ်เนาะဒါဆိုရင်တော့ကျွန်တော်တို့ပုံမှန်တိုင်းပဲကိုယ့်ရဲ့ကောက်ကပတ်စံနေတဲ့ပုံမှန်တိုင်းရှိပြီးတော့ပြန်နေသုံးပြီးလို့ရမှာဖြစ်ပါတယ်တခုပြောချင်တာကဖုန်းနံပါတ်ပြတ်နေပြောင်းနေတဲ့သူတွေအတွက်ပဲရည်ရွယ်ပေးခြင်းဖြစ်ပါတယ်ဗျအားလုံးပဲအဆင်ပြေကြပါစေဗျာ